တန်တထောင်နဲ့တော့မင်းဖုံးမေးသွားဝင်တော့လူလာပြီလာခိုင်းတာမင်းချစ်တော့မပါဘူးလားကိုယ့်ကိုသွားဝယ်ပါရော တေးကြလား တေးကြလုံးနဲ့ကိုယ့်ကိုသွားဝယ် အဲ့ဒါဆိုလို့ရှိရင်အောင်မင်းရွာတော်မမင်းမတော့ခိုးတော့ဟာနော်သမီးကိုတော့ခိုးတာမင်းသမီးနဲ့မင်းမအေးနဲ့မှားပြီးတော့မင်းမအေးမှားတဲ့ကိစ္စကိုငါတရားလုံးသိပါအောင်ငါလိုက်ဖွာပလိုက်မှာနော် မင်းအဲ့လိုဖွာကြည့်လား အေး ရောင်မင်းလည်းမနေတော့ရွာတောင်မကန်ရောင်မင်းရေချိုးလိုက်ရောင်ဟိုဆိုင်ပြောက်ပြီးတော့မင်းအပြောပတ်တွေနဲ့ပတ်လာပြီးတော့ရွာတဲ့ညတကောင်လူချင်းတိတ်ချင်းမှမင်းဝင်လိုက်ကြောင်းလေငါလည်းဖွာမှာပဲ မဟုတ်မင်းအဲ့လိုဖွာကြည့်လား ဖွာမှာပဲမင်းလည်းဖွာ မင်းအဲ့လိုကြည့်ပါ အေးဖွာမှာ ဖျောင်းအဲ့ဒါဆိုရင်အောင်မင်းရောင်လို့ရွာတော်ပိုင်းအောင်မင်းအလှသွားတော့ဟာနော်အလှသွားတော့မင်းရောင်မင်းဆိုင်ကယ်ကယ်ရီပတ်စံမင်း200ပေးစရာမရှိလို့ဆိုပြီးတော့မင်းအဲ့နဲ့မှမင်းဘိုးတော်ကြီးမင်းတောင်းစားနေနေမင်းတောင်းသားဘိုးတော်ကြီးခွက်တည်းရမင်းအဲ့ဒီ200ကိုမင်းမအားလိုက်တဲ့ကိစ္စနော်ဟဲ့အောင်အဲ့ဒါမင်းရေးမကြည့်တော့မင်းအဲ့ဒါတော့တခိုးနော်ခိုးတာနော်ခိုးတော့မှမင်းယူတဲ့နဲ့မင်းတခိုးမဟုတ်မင်းအောက်တန်းသားတခိုးမင်းတောင်းသားတရားမင်းခိုးလဲဆိုအောက်တန်းသားတခိုးအဲ့ဒီကိစ္စကိုမင်းကတော့မဖွာပါနဲ့ဆိုတဲ့ကိစ္စကိုငါကတော့တရားလုံးသိပါငါဖွာမှာပဲ ရောင်မင်းအဲ့လိုလားမင်းအဲ့လိုကြည့်လား အေး ရောင်မင်းလည်းအတူတူပဲလေမင်းဟိုဘက်ရွာအလူပွဲသွားတော့ညဆိုင်သွားကြည့်တော့လေ အေး အဲ့ဒါမင်းရောင်မင်းဟိုပါတဲ့ကောင်းမှမသိအချောင်းမှမသိမင်းအဲ့ဒါသွားငန်းတာလေနောက်ကနေကြည့်ပြီးသွားငန်းတာလေအဲ့ဒါပြီးတော့ရီးသားသားကပြောတာအချောင်းကြီးဖြစ်နေတာလေအဲ့အကြောင်းငါလည်းလူဆုံးတော့ငါလည်းရှင်းပြမှာပဲပြောမှာပဲ မဖွာ ငါလည်းဖွာမှာပဲ မဖွာနဲ့ အကုန်လုံးဖွာမှာပဲ ငါလည်းမင်းမဖွာဘူးမင်းလည်းငါမဖွာနဲ့ ရောင်ဟုတ်လား အေး အတီးလား အတီ ကိုကားလည်းကိုတီနော် အေးဂရိ ဂရိလား လားဂရိ ဂရိလား မဖွာ